ကျွန်တော်ကိုကိုယ်တဲ့ဖယားသခင်ဆိုတော့အသက်ရှင်တဲ့ဖယားရှိတယ်ဆိုတော့ပုံမဟုတ်ပါမလားဖယားမရှိဘူးဆိုရတော့အစင်းလောက်အဲ့ပြန်ရောက်သွားတယ်ကျွန်တော်လည်းမသိဘူးဖယားရှိမရှိရလားတကယ်လို့ဖယားရှိရဆိုရင်ကျွန်တော်မိသားကျွန်တော်တိုင်နေတော့ဖယားကိုစားတယ်နောက်ကျွန်တော်ဒီမှာလာတဲ့ခိုင်လိုတာဆိုရင်ကျွန်တော်ကလင်းတွေပဲချိန်လို့ရှိရင်နားနေဒီတရားဟောချက်ကောင်းကောင်းပြောလက်ခံနိုင်တယ်တရားဟောချက်ကောင်းကောင်းအထူးသဖြင့်ရှာစံတူလို့ပါလို့ဒါတို့သဘောကျတယ်ဘုရားဘာသာနဲ့ပြောင်းလဲတယ်ဆရာကဘာဖြစ်တယ်ဆိုတာဆရာတုံးပြီးတယ်ဆရာဘာဖြစ်တယ်ဆိုတာအဲ့ခွင့်ပြောကျူတော့ပြီးတော့တရားတာခိုင်းတာအရှင်းဆုံးပြောတာအဲ့လိုတော့တာအဲ့လိုတော့တက်တော့တာအဲ့လိုတော့တဲ့လို့ကလေပေါ့ဘာမှမလုပ်နိုင်တဲ့ကတော့စဉ်းစားနေဘယ်အတကယ်ဖြစ်နေတဲ့ဘယ်အတကယ်ကျွန်တော်အနားမှာရှိတယ်ဆိုတာဟုတ်ပါမလားဆိုတဲ့အရှင်းစီတော့ကြောက်တယ်အဲ့ဒီရောက်နေဒါနဲ့မဟုတ်ဘူးဆိုတော့ကိုယ့်ကြောင့်ပြောဆူတော့အဲ့ချိန်မှာကျွန်တော်တရားဟောချက်ဖွင့်လိုက်တယ်ဆိုတော့စာစုပဲတရားဟောချက်တစ်ခုတော့ရန်တော့ကြာသူဘာဟောလဲဆိုတော့အမေရိကန်နိုင်ငံမှာကျောင်းတစ်ကျောင်းကမ္ဘာတရားကသူ့ကျောင်းမှာသူကဘုရားမဲ့ဝါဒကိုင်ဆွဲတဲ့ဆရာမတယောက်ကသူ့ကျောင်းသားတွေစာတင်နေတယ်ဘုရားမရှိဘူးဆိုတော့သူပြင်ပြတယ်အားတို့သမီးတို့ဆရာမမြင်ရလားမြင်ရတယ်ဆရာမရှိတော့MET ရှိတော့မိတိတွေ့လားတွေ့တယ်မြင်ရလားမြင်ရတယ်MET ချောင်းMET ရှိလို့အဲ့လိုပြောဘယ်လိုကြောက်ကြည့်စမ်းဘုရားတခင်ရောမြင်ရလားမမြင်ရဘူးဘယ်မှမရှိတော့ဘောအဲ့လိုပြောလိုက်နော်အဲ့ထဲကကျောင်းသားလဲဝဲတရားကထားလိုက်ပြီးတော့ရှာမထားလဲမေးရှင်တယ်မေးရှာမမေးတယ်ရှာမအားတော့မရလားမရတားလို့ရှိလို့အဲ့ဒီဒီမရလားမရအဲ့ဒီဒီရှိဒါဆိုရင်ရှာမဦးနောက်ကိုရှာမမရလားမမြင်ရဘူးဒါဆိုရင်ရှာမမဦးနောက်မရှိလို့ဘုရားမရှိဘူးပြောတယ်လို့ကဦးနောက်မရှိလို့ပဲဆိုတော့နောက်ဆုံးကြအဲ့ရှာမလည်းဘုရားတကယ်မရှိဘူးဆိုတာလုံးဝမပြောရဲတော့ဘူးဆိုတာအဲ့ကလေးတွေကသူ့ရှာမကိုဆုံးမလိုက်တဲ့အကြောင်းပဲအဲ့တရားဟောတဲ့အခါအဲ့ထဲမှာလည်းကျွန်တော်လည်းပါလာပဲအဲ့တက်လို့တော့60ကျော်ဒီတက်လို့ဒုက္ခဆင်းရဲညမဆောက်အားသားဘူးဒါပေမဲ့အဲ့ထဲကနေကိုယ်ကတဲ့ဖယားကိုကျွန်တော်အဲ့ဖယားမရှိဘူးလို့ပြောလို့ဖယားမရှိဘူးကိုခဏတစ်ခုပဲရှင်းစားမိတာတော့မှကျွန်တော်ဦးနောက်မရှိတဲ့လူဖြစ်နေမှာဘောကိုတရားနောက်ကားရဘုရားတကယ်ရှိကျွန်တော်နားမှာဘုရားတကယ်ဒါဆိုတော့ကျွန်တော်အဲ့လိုလာမသားဒီမှာနဲ့ဘုရားနဲ့ပါသူနေတဲ့မှာဆိုတော့မမင်းရဲ့ဘုရားပြောလဲကျွန်တော်ရုံမှာလဲလို့ပါလို့ပြောကြအဲ့တော့များတယ်ဘုရားကိုကိုယ်တာအဲ့ဒါပဲမှပြောကြဒါမဲ့ဒီမှာရုံမဲ့ပြန်ကျွန်တော်အခုဒီထူတဲ့ကျွန်တော်ဒီလဲကျွန်တော်မမြင်ရပါဘူးနော်ဟုတ်လားကျွန်တော်ဒီတဲ့ထူတဲ့ကတည်းကအောက်ဆီဂျင်လို့ကျွန်တော်ထူတဲ့ဒီအားလေးမရှိပါဘူးပြောလို့ရှိရင်ကျွန်တော်မမြင်ရတိုင်းမရှိဘူးလေလက်ခံလို့ကျွန်တော်ဘယ်အတကယ်ရှိတယ်ကျွန်တော်အနားမှာရှိတယ်တယောက်စီတိုင်းကိုခေါ်ရင်ထူနိုင်တဲ့ထိုင်အားဖြစ်တယ်ကျွန်တော်တခါရုပ်ကြည့်ပြီးသားဒီတော့မှကျွန်တော်အားနေတဲ့ချင်းဒီချင်းအားနေတဲ့ချင်းမှာဘုရား
ကျွန်တော်ကိုယ်ွယ်တာဟုတ်ပေါ်ပါမလားဆိုတာဒါကြီးကဖြီးခဲ့မယ်ဆိုရင်ကျွန်တော်အနာမှာတရားတကယ်ရှိတယ်ကျွန်တော်မခေါ်လို့တာပေါ်ရင်ကိုယ်လည်းတရားဖြစ်တယ်နောက်ပေါ်ခေါ်လို့မလားဘူးဒုက္ခရောက်တဲ့အခါကျပေါ်ရင်ကိုယ်လည်းတရားဖြစ်တယ်ကျွန်တော်ဒုက္ခရောက်တဲ့ချိန်ကျွန်တော်ဒီတိုင်းတရားကိုအနာမှာရှိတဲ့တရားဟောကြာပါပေါ်ရင်ကိုယ်လည်းတရားဖြစ်တယ်ဆိုတဲ့ဆောင်ဒီရဲ့တက်ချခံတယ်လို့တောက်တဲ့ပေါ်မှာရတယ်ဟောဒီမှာကျွန်တော်စူတောင်းကြရအောင်ဟောဟာလေလုယာနာနာတို့စင်မိသားတော်စင်တော်ရမြတ်စွာဘုရားဘုရားကြည့်တယ်ဒီဟာတဲ့ပြောရင်းနဲ့နောက်ဆုံးမှာတက်လက်ဖြစ်တယ်တဲ့โอ้မြတ်စွာဘုရားကဘာဒီစချင်းတော့ဘာဒီဟောထားလဲဆိုဝဏ္ဏမူပြီးဖြစ်တော့ဘုရားပေါင်းတို့ဒီဂင်္ဂာမိနားမှာရှိတဲ့တဲလုံးနဲ့ညာလာပြီတဲ့အဲ့ဒါဂင်္ဂာမိဆိုတာအိန္ဒိယနိုင်ငံရဲ့ဂျေဆုတော့မြစ်တဲ့ကမ်းနားမှာရှိတဲ့တဲလုံးနဲ့ဘောရမမြတ်စွာဘုရားနဲ့တူတဲ့ဘုရားအများကြီးပွင့်ခဲ့ပြီးတဲ့သူကနောက်ဆုံးပွင့်တော်မူတော့ဘုရားတဲ့အဲ့ဒါကြောင့်သူနဲ့အစင်တူတဲ့ဘုရားအများကြီးမြစ်နားမှာရှိတဲ့တဲလုံးနဲ့ရှိနေတယ်ပြီးတော့သူကနောက်ဆုံးပွင့်တော်မူတော့ဘုရားဖြစ်တဲ့အတွက်သူကတရားကိုကျွန်တော်တို့အတွက်ထားပြီးတယ်နောက်ဆုံးပြိနိဗ္ဗာန်သံဃာနီးကြတော့သူကသူ့နေတော်အနန္ဒာကဘယ်သူ့ကိုအားကိုးရမလဲအရှင်ဘုရားဆိုပြီးပြောတဲ့အခါမှာတင်တို့ပြုတော်မူသောကောင်းမှုကုသိုလ်ကိုအားကိုးရမယ်တင်တို့အားကိုးရာကိုက်ကျွန်းတင်တို့မြည်ကိုရာကိုက်ကျွန်းကတင်တို့ပြုသောကုသိုလ်ရဲ့အကျိုးဖြစ်ကြမယ်တဲ့အဲ့ဒါကိုအားကိုးရမယ်တဲ့ငါကူလည်းအာမကူနဲ့ငါစီမလည်းမတောင်းနဲ့သူတပါလည်းအာမကူနဲ့မတောင်းနဲ့ကိုပြုတ်တဲ့ကောင်းမှုကုသိုလ်ပဲအာကူပါတော့ဆိုပြရတာလူတွေကကောင်းတဲ့ကျင့်ပြီးကျင့်ဖို့အဲ့ဒါအပိခေပါလေအဲ့ဒါကလမ်းခကြီးတစ်မျိုးပေါ့နော်ကိုအားကိုဖို့သူကအပိခေတယ်အခုကျတော့ကျွန်တော်တို့ပတ်စင်ပြုံးနေတဲ့ဘုရားသခင်ကဘာလဲဆိုတော့ဘယ်ဆရာကျမ်းမှာဘာလဲသူကဒီကဘာဦးကျမ်းမှာအစအဦးနိုင်ဘုရားသခင်ဒီဆိုပြီးဘုရားသခင်စကားလုံးရှိလာတဲ့အခါမှာအဲ့ဒီဘုရားသခင်ကငါမတပါအချေတော့ဘုရားသခင်မရှိနာမတပါအချေတော့ကေတင်တော့ညက်တယ်ကောင်းတယ်ဒါပေမဲ့တဆူဒီတော့အမြင့်ဆုံးတော့ဘုရားသခင်တဆူကြီးရှိသေးတယ်ရှိနေတယ်ဆိုတာကျွန်တော်တို့ဒီကျမ်းစာအုပ်ရဲ့လူရင်းဒီစကားဒီစင်တက်လာတာကအမြင့်ဆုံးတော့ဘုရားသခင်တဆူရှိနေတယ်။ဘောင်ကမူကြီးစကြောရာအရာဖတ်တင်တို့ရဲ့စာကဒီဘုရားသခင်သူဖန်ဆင်းရာထဲကနေဒီမှာတကူးရှင်တဲ့မျိုးမျိုးလေးထွက်လာတယ်။အဲ့ဒါသူကငါ့ကိုခေါ်လို့ငါထိုးမယ်တဲ့တခါလာတယ်။ငါ့ကိုတောင်းလို့တောင်းရင်ပြုတ်မယ်တဲ့။အဲ့ဒါသူ့ကိုတောင်းဖို့သူကငါတို့ကိုတိုက်တွန်းနေတယ်။ငါလုံးနဲ့ကိုတော်ကိုကူးစားတော့သူဒီအာပိလိမ့်မယ်အလူတော်နဲ့ပြည့်စုံကြလိမ့်မယ်ဆိုပြီးအဲ့လိုလာတဲ့အခါမှာကိုတူကိုသာအာပုပါဆိုတဲ့ဟာနဲ့ငါကနည်းနည်းလေးခြားနာမှုရှိလာတယ်အဲ့ဒီကနေဘာလာသေးလဲဆိုတော့ခရစ်တော်ကြွလာတဲ့အခါမှာဘုန်းကင်နိုင်ငံဝန်စားစီဖို့လမ်းကြီးဖြစ်တယ်တဲ့တခါတကယ်တမတရားအစီကငါဖြစ်တယ်တဲ့တက်လက်ဖြစ်တယ်တဲ့ဒီနေ့အတက်ဆိုတဲ့အခါမှာထာဝရအတက်ပေါင်းကင်နိုင်ငံမှာခံစားရမယ့်အတက်ဖြစ်နေတယ်ဒီနေ့တက်စင်လက်တက်လက်တက်ဒါပေမဲ့ကျမ်းစာကပြောလာတာငုံဘဝမှာထာဝရအတက်စားဖို့မိဘမကောက်ဘူးအဲ့ဒါပေါင်းကင်နိုင်ငံထဲမှာဝန်စားဖို့ထာဝရအတက်စင်ဖို့အဲ့ဒါ
သူကငါလန်းခကြီးဖြစ်တယ်ဆိုတဲ့ကြောင်းအရာလေးနည်းနည်းထောက်ချင်တယ်ဘုရားသခင်ကဒီလူသားတွေကိုဖန်ဆင်းပြီးမှငါတို့ကပထမဆုံးတော့လူယောက်ျားနဲ့လူမိန်းမကဒီအတေးကလေးမစားနဲ့ဆိုတာဘယ်သူကစားခိုင်းလဲဆိုတော့မွေကစားခိုင်းတယ်တဲ့မနကမွေထဲမှာဝင်စားလို့ကောင်းတယ်အလားပါလေရှိတယ်ဟာစားလိုက်ရင်ကြောက်လဲချောဦးမယ်တဲ့ဟာစားချင်စရာနော်အဲ့ဒါနဲ့ကဲစားရအောင်ဆိုပြီးစားကြည့်တဲ့အခါမှာမကောင်းဘူးဖျားသားတယ်ဆိုတာနည်းနည်းမြည်ဆန်းကြည့်တာကကျူးလွန်ခြင်းပဲအဲ့ဒါနဲ့ဟိုသူတို့ကဖျားရဲ့တကူတော်ရဲ့ဖုန်လွန်ခြင်းအားလုံးကဝေပြောက်သွားပြီဆက်ကြောက်ခြင်းနဲ့ပဲပြည်ဆုံးပြီးမှသူတို့ရဲ့ဓာတ်ရှင်မိဆက်တော်တို့လူသားရှိသမျှဟာဒီသူဒီလဲဆိုတော့ဟိုစကားနားမထုံတဲ့နိဗ္ဗာန်ဘာရဲ့မြို့နယ်ဖြစ်လို့ဒီနေ့ကုကောင်းမှုကုတူနဲ့ဘုန်းကြီးနိုင်ငံဆောင်နိုင်ကြလားကုပြုတဲ့ကုတူအားဖြင့်ဟာအဲ့ဒါကိုအားကူးမယ်ဆိုရင်ကိုယ့်ရဲ့အားကူးတာကအဲ့ဒါဖြစ်မယ်ဆိုရင်ကဘာဆချင်းကိုကျူးလွန်နေပြီအဲ့ဒါအားကူးစရာကကုပြုတဲ့ကောင်းမှုကုတူနည်းနည်းလေးတော့ပဲကျန်တယ်နော်အဲ့ဒီအချိန်မှာဘုရားတခင်ကတည်တယ်ငါသားတို့ဆိုပြီးငါတို့ဒီကနီလွတ်ပြီးအသက်ကိုစားဖို့ကဘာဦးကျင်းခန်းကြီးတုံးအငယ်15ကတည်းကဒီယေရှုကြွလာဖို့ဘုရားပြင်ဆင်ပါတယ်ငါတို့ဒီလုံနေတဲ့ချိန်မှာဘုရားကဟာငါတို့ကိုတနာလို့အိုးဒီတိပေးကိုစားခိုင်းတဲ့စာတန်မာနအတုံးပြုတဲ့မွေနဲ့မိမကို၎င်းတဲ့မွေရဲ့မြို့နယ်နဲ့မိမမြို့နယ်ကို၎င်းတဲ့ငါဒီသာမြို့ဖိတ်စင်သာမြို့ဆိုတာသူ့စိတ်နှလုံးထဲမှာလည်းပဲကောင်းမှုလုပ်ခြင်းနဲ့စိတ်နဲ့ဒုစရိုက်ကျူးလွန်ခြင်းနဲ့စိတ်နှမျိုးကအထဲမှာနှစ်ပါးလုံးနေတာနိတိုင်းကိုမလုပ်ခြင်းပဲနဲ့လည်းလုပ်မိတဲ့ခြင်းလေးရှိတယ်မကြိုက်ပဲနဲ့လည်းလုပ်မိတယ်သူတပါးလုပ်ရင်လည်းသူကြိုက်လို့လေနော်မကြိုက်ဘဲတာကြောင့်ကုတူနဲ့ကုတူကမေတ္တာဇာညုခွေနေတာလူထဲမှာအဲ့ဒါကိုဇာညုခွေမဲတဲ့နောက်ဆုံးကျတော့ဘာဖြစ်လဲဖြစ်လာမလဲဆိုတော့မိမရဲ့မြို့ငယ်ဖြစ်တော့သူကတင်မွေရဲ့ခေါင်းကိုကြိတ်လိမ့်မယ်တဲ့တင်ဒီကိုခဏောင်းကိုကြိတ်မယ်အဲ့ဒါကယေရှုကအဲ့ဒီတိစားခိုင်းတဲ့မွေရဲ့ခေါင်းကိုကြိတ်မယ်စာတန်ကိုအောင်ရမယ်သူ့ကိုချီမုန်းရမယ်တဲ့အဲ့ဒါငါတို့ရဲ့လွင်ထဲမှာငရဲကြောင်လုပ်နေတဲ့ငရဲဖြစ်ကိုဆွဲခေါ်နေတဲ့မာနတဲ့တကူအားလုံးကိုသူကကြိတ်ပြလိုက်မယ်ငါတို့နဲ့ကျင်းစီမယ်ယေရှုရဲ့တကူတော်အားဖြင့်ငါတို့ကပြလို့ချင်းစားပြီးကောင်းတဲ့ကျင့်ဒီကျင့်နိုင်အောင်ယေရှုအားဖြင့်ငါတို့ကိုဘုရားသခင်ကတည်ပြင်ဆင်ခြင်းကိုခံရကြမယ်နော်အဲ့ဒါအဖေခန်းချင်းနစ်အငယ်စစ်မှာဘာပြောလဲဆိုတော့အဖေတဲမှာကဘုရားသခင်ရဲ့တနာခြင်းအပြင်ငါတို့ကကဲတင်ခြင်းတို့ရောက်တယ်တဲ့ဒီမှာယုံကြည်သောအပြင်ကြည်ရတော့ကြောင့်ကဲတင်ခြင်းတို့ရောက်စား၏ကိုယ်လိုလျောက်ရောက်ဒီမဟုတ်ဆိုပြီးအဲ့ဒီကဲတင်မှုကြွလာတဲ့ယေရှုကိုယုံကြည်ခြင်းအပြင်ဘုရားသခင်ရဲ့ကြည်ရတော့ကြောင့်ငါတို့ကဲတင်ခြင်းရတယ်တဲ့ကဲတင်ခြင်းဆိုတာမရဲကနေကဲတင်တာဖြစ်တယ်ငါတို့ရဲ့ပြုတဲ့နိစ္စတက်တာလုံမိတဲ့ဟာဒီရဲ့အကျိုးကိုခံရမယ်ဆိုရင်မရဲကိုလူတိုင်းရောက်ကြမယ်သဘောဖြစ်နေတယ်အဲ့ဒါကိုဘုရားသခင်ကြည်ပြုပြီးတော့မှငါတို့ကိုကဲတင်ခဲ့တာဖြစ်တာအဲ့ဒါကိုယုံကြည်ခြင်းအပြင်ငါတို့ခံစားရတယ်နောက်ငယ်30မှာကြတော့အတဲ့အကြောင်းဒီဟူမူကားငါတို့ဒီကောင်းသောကျင့်တို့ကိုကျင့်ရမယ့်အကြောင်းယေရှုခရစ်၌ပြုပြင်၍ဖန်ဆင်းတော်မူရာဖြစ်ကြ၏တဲ့အဲ့ဒီယေရှုကိုယုံကြည်တဲ့နေ့မှာငါတို့ဒီအပြစ်ကိုမလုံးမိအောင်မလုံးတတ်အောင်စိတ်ထဲမှာတတိပြီးတဲ့ဘုရားကငါတို့တူးချင်းကိုအတွင်းစိတ်နှလုံးထဲမှာဆောင်းမတဲ့ကြွယ်ကားတဲ့လမ်းပြတယ်အဲ့ဒါကြောင့်
မလုံးမိတော့ပြင်းနဲ့ကျဲနိုင်တမြကျဲနဲ့တပီးပြင်းနဲ့အာကြည့်ပြီးခရစ်တော်နီးသူကျင့်ဖို့ဘုရားရဲ့အားကငါတို့ကိုတွန်းဖို့ပြီးအဲ့ဒါကကျွန်တော်တို့ရဲ့ထာဝရအသက်ဖြစ်တယ်လို့အဲ့ဒါဒီအသက်ကိုဘယ်သူတွေအတွက်ပေးတာလဲဆိုရင်ယေရှုလောကမှာကြွလာပြီးညှင်းဆဲခံမှုလူသားတွေရဲ့အဲမှာရှိတဲ့ပိတုဆဲရဲ့သဘောကသူ့ကိုကောင်းကောင်းညှင်းဆဲရမယ်ညှင်းဆဲပြီးရင်သူညှင်းဆဲခြင်းကိုခံပြီးသူတို့အပိကိုလွတ်တော်မူပါဆိုပြီးခွန်လွတ်ခြင်းနဲ့တက်ထွက်ပြီးမှတခါဒီခြင်းကနေဖမ်းမြောက်လာတဲ့အခါမှာကျွန်တော်တို့လူသားအားလုံးအတွက်သူကတည်ခြင်းတရားကိုအောင်တဲ့အတွက်ဒီနေ့ကြားတမျှကျွန်တော်တို့အားလုံးကကဲတင်ခြင်းဘုရားသခင်စိတ်ကဲတင်ခြင်းကဘာလူသားအားလုံးဒီမှာကြားတမျှမကဘူးကဘာလူသားအားလုံးကိုဘုရားသခင်ကယေရှုအားဖြင့်ကဲတင်ခြင်းအမှုကိုပြုပြီးငရေကနေလွတ်ဖို့လူသားအားလုံးကိုကဲတင်ခြင်းအမှုကိုပြုခဲ့ပြီးဒါပြင်မဲ့မကြားတဲ့လူကဘယ်လိုလုပ်ယုံကြည်ရမှာလဲနော်ဒီမှာကြားတဲ့လူကတော့ကြားတဲ့နေ့ကစပြီးယုံကြည်ပြီးဆိုရင်အဲ့ဒါဘုရားသခင်ကကဲတင်ခြင်းကိုပေးနေပြီအဲ့ဒါဒီနေ့ခလေးရောလူကြီးရောမိန်းမရောယောက်ျားရောဒီယေရှုရဲ့ကဲတင်ခြင်းငါတို့ကိုအပိကနေလွတ်ခြင်းဆိုတဲ့ဘဝအဆက်ဆက်အရင်ဘဝဒီဘဝအဆက်ဆက်အပိတိဝတ်ကျွေးကန်ကျွေးရှိသမျှယေရှုအားဖြင့်တာလျင်လွတ်ကျွတ်ခြင်းငါတို့ဇာနေပြီဆိုတာအဲ့ဒါကငါတို့အတွက်ဝင်းမြောက်ဆရာကရင်ကောင်းဖြစ်တယ်အဲ့ဒါကျွန်တော်တို့ပြောတာထက်ဦးလီတို့ဗမာစစ်တွေကပြောလိုက်ရင်ပူပြီးနားထောင်ကောင်းနေတယ်အဲ့ဒါကြောင့်ဒန်ထောက်ကြီးဟိုပကဥစံတူဟောတာကစုဥစံတူစဗမာစစ်ဆိုတော့သူကဟောလိုက်ရင်တကယ်နားထောင်လို့ကောင်းတယ်ရှင်းလေပြတ်သားတယ်အဲ့ဒါကြောင့်နောက်မှာဖယားကခင်ဗျားတို့လဲပြောမယ်ခင်ဗျားတို့အင်းနေနာဒီတရင်ကိုဟောတိုင်းမင်္ဂလာရှိတယ်အဲ့ဒါငင်းငယ်ပြောချင်းတယ်အခုဆက်လက်ပြီးကျွန်တော်တို့ရဲ့ပွဲတော်ဖက်ကိုတွဲအောင်နော်အဲ့ဒီယေရှုမွေးဖွားဖို့ကိုကဘာဦးမှာပြန်ဆင်းပြီးမှအဲ့ဒီယေရှုကအချင်းတန်လျင်ဘယ်လိုမျိုးမှမွေးရမယ်ခုနှစ်လည်းပဲဒန်ဂျီလာကျင်းတယ်မှာဘယ်ခုနှစ်မှကွက်တိမွေးရမယ်ဆိုတာလေတတ်မှတ်ချက်ရှိတယ်အဲ့ဒီကမြင်စေခါနဲ့မွေးဖွားမယ်နာတော့သူလေကျမ်းမာခြင်းကိုပြီးမယ်ပြည်လွန်သူကိုလည်းထားမြောက်စီမယ်ယုံတဲ့လူကယုံမယ်မယုံတတ်တဲ့လူကတော့မယုံဘူးတဲ့အဲ့လိုလာတယ်ယေရှုကဒီနေ့လည်းပဲလက်တွေ့အားဖြင့်ပြောမယ်ဆိုရင်ဒီမှာတင်းတော့ကြီးရဲ့အင်းမှာသူကတပ်ထဲကစီမုန်းဆိုတော့လူနာတွေအများကြီးအုပ်လိုက်စီကုခံကြတယ်တနည်းကြတော့ကျွန်တော်သူ့စီမှာတွဲလေရင်းနဲ့ကလေးငယ်လေးတနည်းလည်းဆိုရင်ကလေးငယ်လေးတယောက်ကနောက်မှလူအုပ်ကြီးကလိုက်လာပြီးအဲ့ဒီကလေးငယ်ကိုစီခန်းပြတာကလေးငယ်ကဘာယောဂနဲ့လာတယ်လဲဆိုတော့မနေ့ရှိကျန်းမာနဲ့ဆော့ကစားရင်နဲ့ကျင်းပြန်ပေါ်မှာနာတယ်ဆိုပြီးကဲဇက်တလူထူနဲ့တလူနဲ့လူလင်းပြီးကဲနာဝိဒနာခံစားပြီးမှဘယ်သူမှတိတ်လို့မရဘူးနော်စိတ်ပူလုံးလို့ဖုန်ကြီးကြောင်းမှာကလေးနာမချင်းမိမောင်နော်ဒီကလေးကိုဖုန်ကြီးကြောင်းမှာဖုန်ကြီးကိုပြမဖြစ်မယ်ဆိုပြီးဖုန်ကြီးစီပြတဲ့ကြီးမှန်းတိုက်တယ်ဘာမှမထူးမတက်တာတော့ဖုန်ကြီးကစီယုံကိုပြစီခန်းကိုတော့ပြပါဆိုပြီးမြင်တော့ပါဆိုပြီးပြောတော့ဒီစီမိုးအိမ်မှာရောက်တယ်အဲ့ဒါနဲ့စိတ်ဆက်ဆုတောင်းလိုက်ရင်ဘုရားအဲ့ဒါမျိုးချက်ချင်းနာငင်းချင်းပြီးတယ်ကျမ်းစာမှာနာတော့သူတို့ကိုကျမ်းမာချင်းပြီးလို့ဆိုပြီးကျမ်းစာမှာရှိတာလေခရစ်တော်က
กูไตก็โลกมาอันหาจีโร่กันเลยดีแล้วนางยิงเชนปีเดนี่ป้องตุ้งเสร็จแล้วตุ้ยจนขันได้รู้ดีเลยตุ้ยจนโลกขันได้นิ่งมากดีเลยเช็ดเช็ดนางยิงเชนปีเดชีเล่นมาตามส่วนตัวตูดีเลยตามส่วนเชนซาเดได้ตีเงินปีรู้ตรงมาทำอยู่สิเดสุปีอะไรตอนนั้นตุ้ยยิงมาไอ้ที่รู้นากูสู้ต้องดอกพระตะเคียนสีมาสู้ต้องพี่อาเมนสู้พี่สู้ต้องพี่ด่าไอ้ดิลุงเนี่ยไอ้ดิคาลีลุงเนี่ยมองไอ้ดิคาลีก็เช็ดทิ้งน่านิ่งตัวเลยมีบ้าตู้มีแข่งอ่ะตาลีเย่ป้องตัววิลาสู้พี่ตัวสกัดป้องมันเกี่ยวกับพี่มันมูดอกเป็นไอ้ลูกของนี่ดอกไอ้ปิ้งไล่ป้าสู้พี่ปิ้งใครตัวปิ้งตัวเลยปิ้งไล่ตัวได้ยินสิเน่ๆลีตัวชูเชียสาวสายอินสิเน่ๆลีใต้ปีมาตัวกองพิตัวเลยกองพิตัวพี่ตัวสุยมิวลุงเสกปูลงน้าว่าจะเสกงาเราไล่ละอิงชีเจ้ามาเชนเนี่ยเปลี่ยนตัวyaพยาตะกินสุดาง่ากูต้องโลสุดาต้องโลซาเลยสกัดပြောရင်ကြားတယ်ကြီးတော်မှုကိုငါပြုနေလူတို့ကြံဆွေးမနေနိုင်တော့ကြဘူးငါပြုနေတယ်ဒီနေ့ညမှာအိမ်နဲ့စူးတယ်ညံလို့ထိတ်လန့်တယ်ဆွေးရင်လည်းတဲ့စုတောင်းရင်တကယ်အိမ်နဲ့ထဲမှာတော့မကိုကအနိုင်ယူတယ်ဘုရားတခင်ရဲ့ပွဲကာခြင်းဆိုတာကိုရဲ့စီစဉ်ဒီလဲစုတောင်းခြင်းနဲ့အခြင်းဘုရားကပြည်ပြီးတယ်အဲ့ဒါလူနဲ့ဘုရားနဲ့ထိတွေ့ခြင်းဆိုတာအဲ့လိုလာတယ်လူဒီနားမလဲတဲ့အာရိနဲ့စုတောင်းတာလည်းမလိုပါဘူးဘုရားတခင်လေးစုပြီးစကားပြောပြီးယေရှုနာမနဲ့စုတောင်းရင်ဘုရားကပြည့်စုံခြင်းကိုပြီးတယ်ဆိုတာအဲ့ဒီအနာငင်းခြင်းတစ်ခုတည်းကပဲနဲ့ယေရှုကြွလာခြင်းကစိတ်ပူပန်ခြင်းဝိဒနာမျိုးခံစားခြင်းဒီလည်းပဲသူကပြဿနာအစောစောကိုသူကဖြေရှင်းပြီးတယ်စိတ်နှလုံးကြည်မွတော့သူတို့ရဲ့လွန်မြောက်ဆရာဝန်တာဆရာကြောင်းလေးသူကြလာတာမတရားဖိနှိပ်ခံတော့သူတို့ရဲ့လွတ်ဆရာလည်းငါဖြစ်တယ်ရှင်းရခြင်းကနေလွတ်ဆရာလည်းငါဖြစ်တယ်ဒီလက်စီခန္ဓာအတွက်သူကကဲတင်ခြင်းပြီးတာမကဘဲနဲ့နောင်ဘဝလည်းအော်ရတဲ့ကိုပြီးတယ်ရာဖြစ်တယ်ဆိုတာရင်ဆုံးပြောခြင်းလေအခုတခါဝိတော်နဲ့ပတ်သက်တာကအဲ့ဒီယေရှုကသူ့ချင်းတန်တဲ့အခါမှာပပခါဝေကျမ်းပါရတဲ့နေ့မှာသူကဒီညစာပွဲကိုကျမ်းပါခဲ့တယ်အဲ့ဒီညစာပွဲဆိုတာပွဲတော်မင်္ဂလာသဘောနဲ့သူ့တပိတော်12ပါးနဲ့လုပ်တဲ့အခါမှာအဲ့ဒီကျမ်းပါတဲ့နေ့ကဘာနေ့နဲ့တိုက်ဆိုင်ဖြစ်လဲဆိုတော့ပထကပွဲကျမ်းပါတဲ့နေ့သူတငယ်ကိုတတ်ကြတော့နေ့နဲ့တိုက်ဆိုင်သွားတယ်အဲ့ဒီပထကပွဲဆိုတာကဣသရေလမျိုးဣတိလလူမျိုးဒီဒီမှာကျွမ်းခံပြီးနှစ်ပေါင်း400လောက်ကျွမ်းခံပြီးမှသူတို့ကိုလွတ်မြောက်စီဖို့သူစိတ်အချီတကောင်စီတပ်ပြီးမှသူရဲ့အတွေးကိုသူတို့ရဲ့တရားတော်ပေါ်မှာတွေးကိုစီထားပြီးလင်းထားပြီးမှအဲ့ဒီအင်းကအဲ့ဒီညမှာတွေးမပါတဲ့အင်းဒီအားလုံးတားလို့ဒီဘောင်းကင်တမန်ဒီကတရားစီရင်ပြီးတည်ထန်ပြီးတဲ့အကုန်လုံးတည်တယ်ဂရိဆန်ကအစအဝမွေးတာအကုန်လုံးတည်တယ်အဲ့ဒီပတ္ထဟာဘွေသူ့ရဲ့စိတ်ရဲ့တွေးပါတဲ့အင်းဒီအားလုံးကတီချင်းကနေအကုန်လုံးလွတ်သွားတာအဲ့ဒီနေ့မနေ့အဲ့ဒီချင်းမှာဒီကြီးဘလူးမျိုးဒီတားကြောက်လို့ဘယင်ရဲ့နန်းတော်ကစဒီဘလူးမျိုးအင်းချီအားလုံးကဣသရေလမျိုးဒီထွက်တော့မြင်းထွက်စုပြီးမြင်းထွက်ဖို့ရွှေဒီငွေဒီတောင်းပြီးသူတို့ကတော့ခဲ့သေးတယ်ထွက်တော့ငါတို့ပြေကုန်တော့မယ်ဒုက္ခမျိုးပေါင်း10မျိုးသူတို့တိုင်းပြည်မှာကြာရောက်ပြီးရည်တွေတွေးဖြစ်တဲ့ချင်းတို့ငါတို့ကစအများကြီးဖြစ်ပြီးနောက်ဆုံးမှာအဲ့ဒီတာဥတီတဲ့ဖြစ်လေးဒါကိုကြုံတဲ့အခါမှာသူတို့ကိုလွတ်
လွတ်ပေးလိုက်တယ်ဆိုလိုတာကအဲ့ဒီသွေးအားဖြင့်သူတို့ဒီတိလလူမျိုးဣသရေလလူမျိုးအားလုံးကျွန်ကနေလွတ်တဲ့တော့အဲ့ဒီသူအချီအတက်ခံတဲ့သူစိတ်အခြေကအတက်ခံစားမဲ့ယေရှုကိုပုံဆောင်နေတာဖြစ်တယ်ယေရှုကတနည်းကြရင်လောကလူသားအားလုံးအတွက်အသက်ဆွန့်ပြီးအတိခံတော်သူဖြစ်နေသူရဲ့အသွေးအားဖြင့်သူ့အသွေးပါတော့သူအားလုံးကလွတ်မြောက်ခြင်းကိုရမယ်ဆိုတဲ့အတိတ်ပဲလေပုံဆောင်တာဖြစ်တယ်အဲ့ဒါကြောင့်ဘောဖေကဣသရေလလူမျိုးတွေတကယ်လက်တွေ့ခံရတဲ့ပါရဂဝေကယေရှုအတိခံဖို့ပုံဆောင်ပြီးအဲ့ဒီယေရှုကပါရဂဝေချင်းပါတဲ့သူတတ်ကြမယ်နေမှာသူကဒီဘွေတော်မင်္ဂလာကိုကျင်းပပြီးမှတကယ်ကြွလာမယ်မင်းတို့ကတက်ပြီးဖို့ကြွလာတယ်ဘုံကဲမုန်ဖြစ်တယ်တကယ်ကျမ်းစာသားတိုင်းပြောရင်စင်ရောခန်းကြီး6ငယ်50မှာယေရှုကပြောလဲဆိုတော့ငါဒီကောင်းကင်မှာစင်တတော်တက်မုန်ဖြစ်သည်ဒီမုန်ကိုစားတော့သူမင်းဒီကားတဲ့အရှင်မပြတ်တက်စင်လေးငယ်တဲ့နာပြီးတော့မုန်ကားလောကီသားတို့အတက်တဖို့အလို့ငါဆွန့်တော့ငါရဲ့သားပြည်တီဟုမင်းတော်မူ၏ဆိုယေရှုကဘုံကင်ကစင်တက်မုန်ဖြစ်တယ်ငါကူစားပါတဲ့တခါအဲ့ဒီကျမ်းပိုက်ကတခါလာပြီးယေရှုကလည်းငါမန်ကဆိုဒီကလူသားအသားကိုမစားအသွေးကိုမတောက်ရင်တင်တို့နိုင်အတက်မရှိတဲ့ယေရှုကငါသားငါအသွေးဆိုပြီးဆိုလိုတာကတကယ်သူ့ရဲ့အသွေးစီးစံတဲ့အသွေးကိုတိုက်ရိုက်စားဖို့တော့မဟုတ်ဆိုလိုတာသူ့ကိုယုံကြည်လို့သူ့အသွေးရစားစပစ်ကြီးသူ့အသားစားသူ့နာမအားဖြင့်ဒီဝဲတော်မုံကိုစားတဲ့အခါမှာသူ့အသားနဲ့သူ့ရဲ့သွေးကိုစားခြင်းဖြစ်တယ်ဆိုတာဒါအားဖြင့်သူနဲ့သူ့အသားစားပြီးသူ့အသွေးကိုတောက်ပြီးမှဟာရတက်ကိုစားတဲ့လူသားဖြစ်ကြတယ်ဆိုတာအားလုံးအတွက်ငင်းငယ်တိုက်တွန်းခွင့်အားပေးလို့ပါတယ်ရောက်စတိုင်းပေါ်မှာတိတ္တဖန်ဘုရားရှင်ကောင်းချီးပေးပါစေအာမင်